မျိုးသမီးကအပေါ်အင်ဂျီကိုချွတ်လိုက်ပြီးသူမရဲ့ဆွဲဆောင်မှုရှိဆုံးအလှတရားကိုဖော်ပြလိုက်တဲ့စစ်မှုထမ်းတာ9နှစ်ကြာအောင်အိမ်မပြန်နိုင်သေးတဲ့ခင်မွန်းကိုအံ့အားသင့်စေခြင်းလို့ပါဒါပေမဲ့အိမ်ထဲကိုဝင်လာတဲ့သူကသူမရဲ့ခင်မွန်းလုံးဝမဟုတ်နေဘူးရှောင်းမီတယောက်လန့်သွားပြီးမျက်နှာတစ်ခုလုံးဖြူဖြောသွားပေမဲ့လည်းသူမစိတ်ကိုအတင်းတင်ငြိမ်အောင်ထိန်းထားပြီးအဲ့ဒီလူရဲ့နောက်ကျောဘက်ကိုပတ်သွားပြီးတော့တဲအိုးပြနဲ့အင်မတန်ပြင်းထန်စွာရိုက်ချလိုက်ပါတော့တယ်ရှင်ကကျမခင်မွန်းမဟုတ်ဘူးမင်းရဲ့ခင်မွန်းတိတ်ဆုံးသွားပါပြီဒီရုပ်တရက်ရောက်လာတဲ့သတင်းဆိုးကြောင့်ရှောင်းမီတယောက်ကဘာကြီးတစ်ခုလုံးပြိုကျသွားတယ်လို့ခံစားလိုက်ရတယ်သူမဟာခင်မွန်းဖြစ်သူရဲ့တပ်ပုံကိုဖက်ပြီးရင်ခွဲမတက်ငိုကြွေးနေခဲ့တယ်မျက်ရည်တွေလည်းမစဲတမ်းကျဆင်းနေခဲ့တယ်ဒါပေမဲ့တပ်ပုံကိုတော့အကြာကြီးမကန်ရသေးခင်မှာပဲအဲ့ဒီအမျိုးသားကရှောင်းမီရဲ့လက်ကမင်္ဂလာလက်စွပ်ကိုချွတ်လိုက်ပြီးလက်စွပ်အစ်တစ်ကွင်းကိုပြောင်းလဲဆွပေးလိုက်တယ်တကယ်တော့အဲ့ဒီအမျိုးသားကခင်မွန်းဖြစ်သူရဲ့ရဲဘော်ရဲဘက်တာကျွန်းဖြစ်ပါတယ်သူမရဲ့ခင်မွန်းမကွဲလုံးခင်မှာရှောင်းမီကိုစောက်ရှောက်ပေးဖို့တာကျွန်းကိုအနံခဲ့တာပါရှောင်းမီတယောက်စိတ်သက်တွေလုံးဝပြိုလဲသွားခဲ့ရတယ်သူမကဒီလိုမရရတဲ့ပြောစကားတွေကိုလက်မခံနိုင်ပဲယူသွတ်သွားတယ်လို့မျိုးတာကျွန်းကိုအိတ်ခမ်းနဲ့အတင်းဆွဲခေါ်သွားပြီးမင်းဘာလို့မလို့လဲရှင်ကကျမရဲ့ခင်မွန်းလားဒါဆိုလဲလာလေကိုဖျားတခင်ဒါဆိုရင်လဲရှင်ကသူ့နေရာမှာအစားထိုးနိုင်တယ်လို့မပြောနဲ့ရှောင်းမီကစိတ်ဆိုးမှန်ဆိုးနဲ့တာကျွန်းကိုမောင်းထုတ်လိုက်တယ်နောက်ရက်တွေမှာတော့ရှောင်းမီဟာနေတိုင်းငိုကြွေးနေခဲ့တယ်သူမရဲ့ကဘာကြီးပြိုလဲသွားခဲ့ပြီးမိမိကိုယ်ကိုထုံထိုင်းသွားအောင်အရက်တောက်တစ်ခုပဲလုပ်နိုင်ခဲ့တယ်ဒါပေမဲ့ခင်မွန်းရဲ့တပ်ပုံကိုမြင်ရတိုင်းသူမဟာဝမ်းနည်းပူဆွေးမှုတွေနဲ့ပြန်လည်နှိမ့်ညွတ်သွားရပြန်တယ်အဲ့ဒီချိန်မှာတာကျွန်းကတော့နေတိုင်းတကားဝါမှာစောက်ရှောက်ပေးနေခဲ့တယ်ရှောင်းမီကတော့သူ့ရဲ့စေတနာကိုလုံးဝဂရုမစိုက်တဲ့အပြင်အမိုက်တွေကိုတောင်သူ့ကောင်းပေါ်တွန်းချပစ်ခဲ့တယ်ဒါပေမဲ့တာကျွန်းကဘာမှပြန်မလုပ်ပဲအောက်အီးတီးခံခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူမတစ်ခုခုအမားယွင်းလုံးမိမှာကိုစိုးရိမ်လို့ဖြစ်တယ်လို့ရဲဘော်ရဲဘက်အပေါ်ထားခဲ့တဲ့ဂတိကြောင့်လည်းဖြစ်ပါတယ်ရုတ်တရက်အိမ်ထဲကနေဖန်ခွက်ကွဲသွားတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်တာကျွန်းစိတ်ပူသွားပြီးအတန်ကြားရစီကိုအပြေးလွှာသွားကြည့်လိုက်တဲ့အခါရှောင်းမီတယောက်အိမ်ထဲမှာမေးလဲနေတာကိုတွေ့လိုက်ရတဲ့ကံကောင်းတာကရှောင်းမီဟာလက်ကောက်ဝတ်ကိုလှိဖြတ်တာမဟုတ်ပဲမူပြီးလဲကျသွားတာပါတာကျွန်းကသူမကိုရေချိုခံနဲ့အမြန်ပွေခေါ်သွားပြီးရေအေးနဲ့လောင်းပြီးတတိယအောင်လုပ်ပေးလိုက်တဲ့အေးစိတ်လာတဲ့ရေတံကြောင့်ရှောင်းမီတယောက်တဖြည်းဖြည်းနဲ့တတိပြန်လဲလာခဲ့တယ်တာကျွန်းကသူမမှာကိုအဆုံးစီရင်ခြင်းနဲ့စိတ်ကူးရှိနေတာကိုသိလိုက်ရပြီးတဲ့နောက်ရှောင်းမီကိုတယောက်ထဲထားခဲ့ဖို့မဝင်ရတော့ဘူးနောက်ဆုံးမှာတော့ရှောင်းမီကသူ့ကိုအိမ်မှာနေဖို့သဘောတူလိုက်ပြီးအဝတ်အစားအချောက်လဲဖို့ပါခွင့်ပြုခဲ့တယ်ဒါပေမဲ့ရှောင်းမီတယောက်တာကျွန်းကသူမခင်မွန်းရဲ့ရှက်အင်ဂျီကိုလဲဝတ်ထားတာကိုမြင်လိုက်ရတဲ့အခါနှလုံးသားထဲကလွှမ်းဆွမှုတွေဟာရုတ်တရက်ပြန်လဲတိုးချလာခဲ့ပြန်တယ်သူမဟာတာကျွန်းရဲ့နောက်ကျောစီကိုရှောက်သွားပြီးအဲ့ဒီရှက်အင်ဂျီကိုအသားရနန်းရှုံရင်ကွယ်လွန်သွားတဲ့ခင်မွန်းအပေါ်ထားရှိတဲ့လွှမ်းဆွမှုတွေကိုရင်ဖွင့်နေခဲ့တဲ့ရှောင်းမီရဲ့ဒီလိုစစ်မှန်တဲ့တန်ရုံးစင်ကိုမြင်ရတော့တာကျွန်းဟာသူဘယ်တော့မှအစားထိုးနိုင်မှန်းသိနေပေမဲ့လည်းမအောင်နိုင်ပဲသူမကိုနမ်းလိုက်မိပါတော့တယ်သူတို့နှစ်ဦးကြားကဆက်ဆံရေးဟာဒီခိုက်တက်မှာပဲလျင်မြန်စွာတိုးတက်ပြောင်းလဲသွားခဲ့တယ်အဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်ဟာအရေးလိုတွဲပြီးခွဲမရအောင်ဖြစ်ခဲ့ကြတယ်အတူတူပကံစေးကြတယ်အတူတူစားဖက်ကြတယ်အတူတူပန်းပင်ရီလောင်းကြတယ်တာကျွန်းရဲ့အနာမှာရှိနေပေးမှုကြောင့်ရှောင်းမီရဲ့နှလုံးသားတန်ရာတွေဟာတဖြည်းဖြည်းချင်းကုသပြောက်ကင်းလာခဲ့တယ်ရက်အနှင်းငယ်ပဲတီကျွမ်းခဲ့ရတဲ့သူမရှိကဒီအမျိုးသားဟာသူမရဲ့ဘဝမှာမရှိမဖြစ်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့မှသူမသတိပြုမိလာခဲ့တယ်တနေ့မှာတော့တာကျွန်းကပန်းစီတစီကိုကင်ဆောင်ပြီးသူမကိုလာပေးခဲ့တဲ့ပန်းပေးတဲ့အခွင့်အရေးကိုအသုံးချပြီးရှောင်းမီကိုသူ့ရဲ့ရင်တွင်းဖြစ်စကားတွေကိုဖွင့်ဝင်ခံခဲ့တဲ့ရှောင်းမီကလည်းသူ့လက်ထဲကပန်းတွေကိုဖြည်းဖြည်းချင်းလက်ခံလိုက်ပြီးသူမရဲ့ရင်ထဲကအတားအဆီးတိုင်းကိုနောက်ဆုံးမှာကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်တယ်ဒါပေမဲ့ပျော်ရွှင်စရာအချိန်ဆိုတာအမြဲတမ်းတူတောင်းလာပါတယ်ရှောင်းမီတယောက်ဒီအချစ်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲတာကျွန်းကစစ်ဝတ်စုံကိုဝတ်ဆင်ပြီးသူမရှိကိုရုတ်တရက်ရောက်လာခဲ့တဲ့သူဟာအရေးကြီးတဲ့တောင်းတခုကြောင့်စစ်တပ်ထဲကိုချက်ချင်းပြန်သွားရတော့မှဖြစ်တယ်ရှောင်းမီတယောက်ဒါကိုလက်မခံနိုင်ဖြစ်သွားရတယ်သူမဟာခန္ဓာကိုယ်နဲ့တကားကိုပိတ်ဆို့ပြီးသူ့ကိုမသွားခိုင်းခဲ့ဘူးသူမအနေနဲ့ဒုတိယမြောက်ခင်ပွန်းကိုထပ်ပြီးမဆုံးရှုံးချင်တော့တာအမှန်ပဲဖြစ်တယ်တာကျွန်းလည်းရှောင်းမီဟာသူ့ကိုစောစောကလေးကချစ်နေခဲ့မှအခုမှသိလိုက်ရတော့တယ်သူမစီကိုဘေးကင်းကင်းနဲ့ပြန်လာခဲ့ပါမယ်လို့ရှောင်းမီကိုဂတိပေးလိုက်တယ်ရှောင်းမီလည်းနောက်ဆုံးမှာတော့အချစ်ရဲ့အတိတ်ပဲကိုနားလည်သွားခဲ့ပါပြီအဲ့ဒီအချစ်ကတေးချင်းတရားထက်ပိုမိုအစွမ်းထက်ပြီးသူမဆက်လက်ရှင်သန်နေထိုင်ဖို့နဲ့စောင့်ဆိုင်ဖို့ထိုက်တန်တဲ့အရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်